ဒီလိုမျိုးနေ့စဉ်ရောင်း data လေးတွေကနေဒီလိုမျိုးကျွန်တော်တို့ pivot table နဲ့ analyze လုပ်လို့ရတယ်ကျွန်တော်တို့ year နှစ်ခုကိုရှင်းပြီးတော့ကျွန်တော် product like analyze လုပ်လို့ရတဲ့ report လေးတစ်ခုကိုကျွန်တော်ဒီ video လေးထဲမှာကျွန်တော်တင်ပြပေးသွားမှာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော် slicer 3ခု save percent ရဲ့ region ရဲ့ customer ရဲ့ပေါ့ကျွန်တော်ဒီ save percent like အရောင်းလေးကိုကျွန်တော်တို့say quantity analysis say amount analysis ဆိုပြီးတော့ကျွန်တော် table နှစ်ခုနဲ့ကျွန်တော်တို့ရှင်းပြီးတော့ကျွန်တော်year နှစ်ခုမှာ different ဖြစ်သွားတဲ့ quantity တွေ amount တွေပြီးတော့ percentage ကိုကျွန်တော်တို့ analyze ဘယ်လိုလုပ်သွားမလဲဆိုတာကိုကျွန်တော်ဒီ video လေးထဲမှာကျွန်တော်တင်ပြပေးသွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ data seller channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခုတော့ကျွန်တော်တို့ခုနလို report လေးကိုကျွန်တော်တို့စပြီးလုပ်ဖို့အတွက်ကကျွန်တော်တို့ဒီ data လေးထဲမှာကျွန်တော် cursor လေးထားမယ်ပြီးရင်ကျွန်တော်တို့ဒီ table design လေးကိုသွားလိုက်မယ်ပြီးရတယ်ကျွန်တော်တို့ tools group ထဲမှာကျွန်တော် summarize with pivot table ဆိုလေးရှိတယ်ဒါလေးကိုကျွန်တော်ရွေးလိုက်မယ်အဲ့မှာ dialog box လေးကြားလိုက်အချိန်မှာကျွန်တော်ဒီနမူနာမှာတော့ဒီ new worksheet လေးကိုပဲကျွန်တော်ရွေးပြီးတော့ okay ပေးလိုက်ပါမယ်အဲ့တော့ကျွန်တော် worksheet တစ်ကလေးမှာကျွန်တော်တို့ရဲ့ဒီ pivot table လေးကဆင်းသင်းဖြစ်လာပါပြီဒီမှာကျွန်တော်တို့ pivot table ကိုကျွန်တော်တို့ဒီနေရာမကြိုက်ဘူးဆိုရင်ကျွန်တော်နေရာကိုပြောင်းလို့ရပါတယ်အဲ့တော့ဒီမှာ action group ထဲမှာကျွန်တော် move pivot table လေးကိုရွေးလိုက်မယ်ပြီးရင်ကျွန်တော်မြားလေးနဲ့အပေါ်အောက်ဘေးဘယ်ညာကျွန်တော်တို့ကြိုက်တဲ့နေရာကိုရွှေ့လို့ရပါတယ်အဲ့တော့ကျွန်တော်ဒီ B4 လေးမှာပဲကျွန်တော်ရွှေ့လိုက်မယ် okay ပေးလိုက်ပါမယ်အဲဆိုရင်ကျွန်တော်တို့ရဲ့ pivot table လေးကကျွန်တော်လိုချင်တဲ့နေရာလေးကိုရလာပါပြီပြီးရင်တော့ကျွန်တော် column လေးကိုကျွန်တော် size လုပ်ပါမယ်ပြီးရင်ကျွန်တော်ဒီ row height လေးကိုကျွန်တော်ပြင်ပါမယ်အဲအတွက်ကျွန်တော်ဒီ down လေးကနေပြီးတော့ sheet တစ်ခုလုံး select လုပ်လိုက်မယ်ပြီးရင်ဒီနားလေးမှာ cursor လေးထားပြီးတော့ right click ခေါက်လိုက်ပါမယ်ပြီးရင် row height လေးကိုရွေးလိုက်မယ် right က select သမားလေးရနေကျွန်တော်21ကိုရွေးလိုက်မယ်ပြီးရင် okay လေးပေးလိုက်ပါမယ်အဲဆိုရင်ကြကြလေးနဲ့ပြီးရင်ကျွန်တော်တို့ဒီ view tab ထဲမှာဒီ grid line လေးဖြုတ်လိုက်ပါမယ်အဲ့တော့ကျွန်တော်နောက်တစ်ခုကျွန်တော် pivot table လေးကျွန်တော်နာမည်ပေးလို့ရပါတယ်အဲ့တော့ဒီ pivot table 4ဆိုတာလေးကိုပေါ်နေဟာကိုကျွန်တော်ဒီမှာနာမည်လေးပြောင်းမယ်နာမည်ပြောင်းဖို့အတွက်ကကျွန်တော်တို့ဒီpivot table ထဲမှာ cursor လေးထားမယ်ပြီးရင် pivot table analyze ဆိုတာလေးကိုသွားလိုက်မယ်အဲ့ tab ထဲမှာကျွန်တော်ဟို ထိပ်ဆုံးမှာကျွန်တော်တို့ pivot table name ဆိုတာအောက်ကဟာလေးဒါလေးကိုကျွန်တော်select ပေးပြီးတော့ဒီဟာကကျွန်တော်တို့ say quantity အတွက်ကျွန်တော် analyze လုပ်မှာဖြစ်တဲ့အတွက် say quantity analyze ဆိုပြီးတော့နာမည်ပေးလိုက်မယ်ပြန်အတားခေါက်လိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ pivot table လေးကနာမည်လေးတက်ရသွားပြီဖြစ်ပါတယ်နာမည်လေးချိန်ပြီးသွားပြီအဲ့တော့ကျွန်တော်တို့ pivoting စလုပ်ပြန်ပေါ့နော်အဲ့တော့ကျွန်တော် product like ရောင်းနေကိုကြည့်မှာဖြစ်တဲ့အတွက်ကျွန်တော် product ကိုကျွန်တော် row label မှာထားလိုက်မယ်ပြီးရင်တော့ကျွန်တော်တို့ say quantity ကို analyze လုပ်မှာဖြစ်တဲ့အတွက် say quantity ကိုကျွန်တော် value မှာထားမယ်ပြီးရင်တော့ကျွန်တော်တို့year လေးနဲ့ကြည့်ချင်တာဖြစ်တဲ့အတွက်ကျွန်တော် year ကိုကျွန်တော် column မှာထားလိုက်မယ်ကျွန်တော် year နှစ်ခုရှင်းပြီးတော့ကြည့်ပါမယ်အဲ့တော့ကျွန်တော်2024-25ဆိုပြီးတော့ year လေးလိုက်ကိုသူကကျွန်တော်တို့ရှင်းပြီးတော့ပြပေးရပါတော့ကျွန်တော်တို့ကဒီနေရာမှာyear နှစ်ခုကိုပဲကျွန်တော်ရှင်းပြီးကြည့်ချင်တာဒီyear နှစ်ခုပေါင်းဒီ total grand total ကြီးကိုကျွန်တော်မလိုချင်ဘူးဆိုတဲ့အတွက်ကျွန်တော်ဒီ grand total လေးကိုထည့်မှာပါနော်grand total လေးကိုကျွန်တော် select ချလိုက်မယ်select ထားပြီးတော့ကျွန်တော် right click ခေါက်မယ်ပြီးရင်တော့ကျွန်တော် remove grand total လို့ပြောရလို့ရှိရင်ကျွန်တော်တို့ဒီမှာ grand total မရှိတော့ပါเนาะ grand total ပြောက်သွားရင်ကျွန်တော်ဒီမှာ year နှစ်ခုပဲရှင်းပြီးတော့ကျွန်တော်ကြည့်မယ်ဒီအောက်ကကျွန်တော်တို့ဒီ total grand total လေးကိုဖြုတ်ချင်တယ်ဆိုရင်လည်းဒီမှာ grand total ကိုselect မှာ cursor ထားပြီးတော့ right click ခေါက်ပြီးတော့ဒီ remove grand total ဒါဆိုလည်းပြောက်သွားပါเนาะပြီးရင် grand total ကျွန်တော်ပြန်ထားခြင်းနဲ့ဆိုရင်လည်းကျွန်တော်တို့ဒီမှာဒီ design လေးမှာပဲ grand total မှာon for
column only လို့ပြောလိုက်လို့ရှိရင်ကျွန်တော် column အတွက်ဒီမှာ grand လို့လည်းပြန်ပေါ်လာပြီပဲဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်ဒီpivot table ကပေးထားတဲ့ဒီနာမည်တွေကိုကျွန်တော်ပေးထားလိမ့်မကြိုက်ဘူးမကြိုက်တဲ့အတွက်ဘာလို့လုပ်မလဲဆိုတော့ဒီ save quantity column လေးပဲဒါတွေကိုကျွန်တော်တို့နာမည်လေးကိုဖြောက်ပါမယ်နာမည်ဖြောက်ဖို့အတွက်ကspace bar လေးကိုပေးလိုက်မယ်ဒီမှာကျွန်တော်တို့ sum of quantity ဆိုတဲ့နေရာမှာကျွန်တော် space bar လေးထားလိုက်မယ်ပြီးရင် enter ချလိုက်မယ်ပြီးရင် column လေးပဲဆိုတဲ့နေရာမှာလည်းကျွန်တော် space bar လေးပို့လိုက်မယ်ပြီးရင် enter ချလိုက်ပါမယ်ပြီးရင် row လေးပဲဆိုတာကြတော့ကျွန်တော်အောက်ကဒီ blanket cabinet စသဖြင့်ဒါ product name တွေကိုပြချင်တာဖြစ်တဲ့အတွက်ကျွန်တော်ဒီကလေးကို product name လို့နာမည်လေးပေးလိုက်ပါမယ် product ဆိုပြီးဒါပဲအလားလေးချလိုက်မယ်ပြီးရင်ကျွန်တော်ဒီ table design လေးပေါ့နော်ဒီ design လေးကျွန်တော်မကြိုက်ဘူးဆိုရင်ဒီမှာ pivot table style လေးpivot table style မှာကျွန်တော်ရွေးပါမယ်အဲ့တော့ဒီ medium နဲ့ကကျွန်တော်ဒီ style လေးကိုရွေးလိုက်ပါမယ်ဒီစိမ်းအောင်လေးရွေးလိုက်မယ်နော်ပြီးရင်တော့ကျွန်တော် banded row ရဲ့ banded column ရဲ့ဒါလေးကိုပေးလိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာ table style မကြိုက်သေးဘူးဆိုလို့ရှိရင်ထပ်ပြီးကျွန်တော်ရွေးလို့ရပါသေးတယ်အဲ့တော့ကျွန်တော်ဒီ style လေးကိုကျွန်တော်ထပ်ပြီးရွေးလိုက်မယ် okay ဒါဆိုတော့ကျွန်တော်ရွေးချင်တဲ့ဟာလေးရွေးပြီးသွားပြီဒီ table style လေးကိုရသွားပြီအဲ့တော့ကျွန်တော်ဒီ column width လေးနည်းနည်းပြောင်းပါမယ်အဲ့တော့ကျွန်တော်လိုလေးရွေးလိုက်မယ် okay အဲ့တော့ကျွန်တော်ဒီမှာyear 2024နဲ့2025ကိုရှင်ပြီးတော့ကြည့်လို့ရပြီဒီသူတို့ရဲ့ different ကွာသွားတဲ့different quantity လေးကိုကျွန်တော်လိုချင်တယ်အဲ့တော့ကျွန်တော် different ရဲ့ပြီးရင်different ဖြစ်သွားတဲ့ percentage ဆိုတော့လေဟိုကျွန်တော်လိုချင်တယ်အဲ့တော့ကျွန်တော် different ရှာမယ်ဆိုတော့ကျွန်တော်ဒီနောက်ကနှစ်ထဲကနေပြီးရှေ့ကနှစ်ထဲကိုနှုတ်လိုက်ရင်ဒါ different ဖြစ်လာမှာပေါ့ဗျအဲ့တော့ကျွန်တော်လိုမျိုးယူလိုက်မယ်ဒီလိုပေါ်လိုက်ခါကျတော့ pivot day ပဲဖြစ်တဲ့အတွက် gap pivot day ပါဆိုတာကြီးပေါ်နေပါတော့အဲ့လိုမျိုး formula အရှိကြီးမပေါ်ခြင်းရင်ကျွန်တော်ဘယ်လိုမျိုးရိုးလေးလုပ်လို့ရမလဲဆိုတော့ကျွန်တော်ပြောကြည့်မယ်အဲ့တော့ကျွန်တော် escape လေးပြန်နှိပ်လိုက်ပါမယ် escape နှိပ်မယ်ပြီးရင်ညီမျှချင်းပြန်ယူမယ်ဒီတော့ကျွန်တော်တို့10 number နဲ့တွားပြီးတော့ကျွန်တော်တို့ formula ရေးပါမယ်အဲ့တော့ကျွန်တော်ဒီဟာက2025မှာရှိတဲ့ quantity ကကျွန်တော်တို့2025မှာရှိတဲ့ quantity ကကျွန်တော်တို့ဒီ set မှာရှိတဲ့အတွက်ကျွန်တော်ဒီ set လို့ပေးလိုက်မယ်ပြီးရင်အနှုတ်ပြီးတော့2024ကိုနှုတ်မှာပေါ့နော်အဲ့တော့ကျွန်တော် C6 ကိုရွေးလိုက်မယ်ပြီးရင် enter လေးချလိုက်ပါမယ်အဲဆိုတော့ကျွန်တော် different ဖြစ်တဲ့ quantity ရပြီအဲ့တော့နောက်ထပ်ကကျွန်တော် percentage ကိုယူမယ် percentage ရှာမယ်ဆိုတော့ညီများချင်း different quantity ကိုတီးမယ်ပြီးရင်ရှစ်နှစ်ကဟာကိုရှင်မှာဖြစ်တဲ့အတွက်ရှစ်နှစ်ကဟာထက်ကျွန်တော်ဘလောက်တိုးသွားဘလောက်ရောက်သွားတယ်သိချင်တာဖြစ်တဲ့အတွက်ဒီ different quantity ကိုတီးပြီးတော့ရှေ့က2024ရဲ့ quantity နဲ့စားမယ်တော့ C6 ကိုရွေးလိုက်ပါမယ်ပြီးရင် enter လေးချလိုက်မယ်ဒီမှာကျွန်တော်တို့ percentage ကိုမြင်ချင်တာဖြစ်တဲ့အတွက်ကျွန်တော် percentage လေးရွေးလိုက်မယ်ပြီးရင်ဒသမလေးနှလုံးထပ်ထည့်လိုက်ပါမယ်နော် okay ဒီတော့ကျွန်တော်တို့ဒီ formula ရပြီဆိုလို့ရှိရင်အောက်ကိုကျွန်တော်တို့ဒီမှာဒီcell နှစ်ကွက်လုံးဆိုတော့ select ပေးလိုက်မယ်ပြီးရင်အောက် down line မှာအပေါင်းလက္ခဏာပေါ်လာပြီဆိုရင်အောက်ကိုဒီလိုလေးဆွဲချလိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော် formula အားလုံးရသွားပါပြီကျွန်တော်တို့ formatting လေးလုပ်ချင်တယ်ပေါ့နော်ဒီတိုင်းကကြည့်မကောင်းသေးဘူးအဲ့တော့ကျွန်တော်ဒီဘက်က format ကိုပဲယူလိုက်မယ်2024-2025 format ကိုပဲယူလိုက်မယ်အဲ့တော့ဒီမှာဒါလေး select လုပ်မယ်ပြီးရင် format painter လေးရွေးလိုက်မယ်ပြီးရင်တော့ကျွန်တော်ဒီမှာဒီလိုလေးကျွန်တော်လိုချင်တဲ့ဒီ column နဲ့တိုင်းအောင်ပဲကျွန်တော်လေး select လုပ်လိုက်ပါမယ်ဒီမှာကျွန်တော်တို့ဒီ percentage ကပုံစံပြောင်းလိုက်ပါနော် percentage ကိုကျွန်တော် select ပြန်လုပ်ပြီးတော့ကျွန်တော်ဒီ percentage ပုံစံလေးပြန်ရွေးလိုက်မယ်ပြီးရင် decimal လေးထပ်တိုးလိုက်ပါမယ်2နေရာ okay အဲ့တော့ကျွန်တော်ဒီဘက်ကကျွန်တော် pivot တွေပဲဒီဘက်ကကျွန်တော်တို့ formula ရေးထားရအဲ့ဒီဘက်ကျွန်တော် color လေးကွဲအောင်ကျွန်တော်ဘယ်လိုဆက်လုပ်မလဲဆိုတော့ကျွန်တော်တို့ဒီမှာဒီအပေါ်ကခေါင်းစဉ်နေရာကိုကျွန်တော် color လေးပြောင်းမယ်ဒီအပြာရောင်လေးပဲပေးလိုက်ပါမယ်
ဟုတ်ကဲ့ပြီးရင်ကျွန်တော်ဒီဘက်ကဒီ data တွေကိုကျွန်တော်ဒီလိုမျိုး select လုပ်ပြီးရင်ကျွန်တော် number group တွေကိုသွားမယ်ဒီဟာလေးနှိပ်လိုက်ပြီးရင်ကျွန်တော်တော့ကျွန်တော်တို့ border line လေးတွေကိုကျွန်တော်ဒီအစိမ်းရောင်လေးကိုကျွန်တော်အပြရောင်လေးပြောင်းလိုက်မယ်ဒီရောင်လေးပေါ့နော်ခုနရွေးထားတဲ့ရောင်လေးပဲပြောင်းလိုက်မယ်လိုလေးပြောင်းလိုက်ပါမယ်ဒီအောက်ကလည်းထူထူလေးပြောင်းလိုက်မယ် okay ပေးလိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့အရောင်လေးကွဲသွားပြီကျွန်တော်တို့တွက်ထားတဲ့ different ရဲ့ percentage ရအရောင်တရောင်ကျွန်တော်ဒီ pivot table ကအရောင်တရောင်ဆိုပြီးတော့ဒီလိုမျိုးဖြစ်လာပြီအဲ့တော့ဒါဟိုကျွန်တော်တို့အပေါ်ကနေပေါ့ခေါင်းစဉ်လေးလိုလေးပေးမယ်အဲ့တော့ကျွန်တော် insert တက်ထဲကိုသွားမယ်ပြီးရင် shape ထဲကဒီပုံစံလေးရေးလိုက်ပါမယ် rectangle rounded corner လေးရေးလိုက်မယ်ဒီမှာလိုလေးပေးလိုက်ပါမယ် rounded လေးနဲ့လေးlock လေးပေးလိုက်မယ်ပြီးရင် edit text ဒါကကြတော့ say quantity analysis ပေါ့နော် say quantity analysis ရပြီးရင် home တက်ထဲကိုသွားမယ်ပြီးရင်ဒါကိုကျွန်တော် middle line လေးထားလိုက်မယ်ပြီးရင်ကျွန်တော်တို့ site လေးကိုစလေးလောက်ထားလိုက်ပြီးတော့ကျွန်တော် bold လေးထားလိုက်မယ်ဒါခေါင်းစဉ်ပေါ့နော် okay အဲ့တော့ကျွန်တော်ဒီဘက်ကကျွန်တော် say quantity အတွက် analyze ရပြီဆိုလို့ရှိရင်ကျွန်တော် say amount အတွက်လည်းဒီလိုမျိုးလေးကျွန်တော် copy ကူးခြင်းနဲ့အဲ့တော့ row လေးကိုကျွန်တော်တို့ကွက်လောက်ထားလွတ်လေးထားလိုက်ပါမယ်အဲ့ဒါလေးကိုကျွန်တော်တို့တက်လေးဝဲသွားအောင်လို့ကျွန်တော် color လေးခူးပေးလိုက်ပါမယ်ဒီ color လေးပေးလိုက်မယ် okay အဲ့တော့ကျွန်တော်တို့ဒီမှာ h1 မှာကျွန်တော်တို့ဒီဘက်ကdata ရှိတဲ့ဟာတွေကျွန်တော်ဒီဘက်ကို copy ကူးလိုက်ပါမယ်အဲ့တော့လိုလုပ်မယ်ဆိုတော့ကျွန်တော်ဒီ B1 မှာပေါ့နော်ကာစာလေးချမယ်ပြီးရင်ဒီအောက်ကိုထိုးနေတဲ့မြားလေးပေါ်လိုက်ပြီဆိုလို့ရှိရင် select လုပ်လိုက်မယ်ပြီးရင်တော့ကျွန်တော်ဒီဘက်ကိုရွှေ့ပြီးတော့ FT ကိုကျွန်တော်တို့ select လုပ်လိုက်မယ်ပြီးရင် control C နဲ့ copy ယူလိုက်မယ်ပြီးရင် H1 မှာထောက်မယ်ပြီးရင် control V နဲ့ကျွန်တော်တို့ paste ချလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ pivot table တွေဒီဘက်က data အတိုင်းကျွန်တော်ရောက်လာပြီဖြစ်ပါတယ်ပြီးရင် escape လုပ်နိုင်မယ်ပြီးရင်တော့ကျွန်တော်တို့ဒီမှာမတစ်ချက်ကြည့်မယ်ဆိုလို့ရှိရင်ဒါကကျတော့pivot table analysis ကျွန်တော်ကြည့်လိုက်ရင်သိတာပေါ့နော် pivot table analysis မှာကျွန်တော်ဒီမှာသူ့ရဲ့table name ရှိရယ် pivot table name ရှိရယ်ဒီဘက်က pivot table မှာကျတော့ name တက်မရှိသေးပေါ့နော်အဲ့တော့ကျွန်တော်နာမည်လေးပေးမယ် say amount analyze ပေါ့နော် say amount analyze ကိုပြီး enter ခေါက်လိုက်မယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒါကြတော့ amount ဖြတ်မှာပေါ့နော် amount ဖြတ်မှာကျွန်တော်တို့ sequence တွေလို့ကျွန်တော်တို့ magic ဖြုတ်လိုက်မယ်ပြီးရင်ကျွန်တော်တို့say amount လေးကို online ပဲဆိုလို့ရှိရင်ဒီမှာ auto ရောက်လိုက်ပေါ့နော် data တွေ auto ရောက်လိုက်ဒီမှာ data မဆန်းဖြစ်တဲ့အတွက်ကျွန်တော်ဒါလေးနဲ့ချဲလိုက်မယ် okay ကျွန်တော်တို့ရဲ့ data တွေကတော့ရလိုက်ဖြစ်ပါတယ်ဒါတွေကိုကျွန်တော်တို့ခုနကကျွန်တော်တို့ဒီဘက်ကပြထားတဲ့ data လိုပဲပေါ့နော်ကျွန်တော် save percent ရဲ့ region ရဲ့ customer ရဲ့နဲ့ကျွန်တော်တို့ analyze လုပ်မယ်အဲ့အတွက်ကျွန်တော်တို့ slicer လေးပေးပါမယ်အဲ့တော့ကျွန်တော်တို့ဒီ pivot table ဖြည့်ရမလို့ရတဲ့အတွက်ကျွန်တော် close နဲ့ပိတ်လိုက်မယ်ပြီးရင်တော့ကျွန်တော်တို့ pivot table analyze ကိုpivot table ထဲမှာကျွန်တော်တို့ဒီ pivot table ထဲမှာပဲဖြည့်ရပါမယ် pivot table ထဲမှာမဟုတ်လို့ရှိလို့ရှိရင်ကျွန်တော်တို့ကဒီမှာ pivot table analyze ဆိုတာမပေါ်ပါဘူးအဲ့တော့ pivot table feed ထဲမှာကျွန်တော်တို့ကာစာလေးချမယ်ပြီးရင်တော့ pivot table analyze step ထဲကိုသွားမယ်အဲ့မှာ filter group ဆိုတာရှိတယ်ပြီးမှအဲ့ထဲမှာ insert slicer ဆိုတာလေးကိုကျွန်တော်ယူလိုက်ပါမယ်အဲ့မှာကျွန်တော်တို့ save percent ရဲ့ region ရဲ့ကျွန်တော်တို့ customer ရဲ့ဆိုပြီးတော့ slicer 3ခုယူလိုက်ပါမယ် okay slicer လေးရလာတဲ့အချိန်မှာကျွန်တော်နေရာချမယ် region ကိုကျွန်တော်နေရာချမယ်ဒါလေးကိုကျွန်တော်ဒီမှာ slicer လေးယူလိုက်ပြီဆိုတော့ဒီမှာ slicer ဆိုတဲ့ tab လေးပေါ်လာပြီအဲ့ဒါလေးနှိပ်လိုက်မယ်အဲ့မှာဆိုလို့ရှိရင်ကျွန်တော် column ဆိုတာကျတော့ဒီလိုမျိုးတစ်ခုလားနှစ်ခုလားပဲကျွန်တော်လောဆရာတစ်ခုပေါ့နော်အဲ့မှာကျွန်တော်နှစ်ခုရေးလိုက်မယ် okay ပြီးရင်ကျွန်တော် customer
ပြီးရင်ဆေးပါဆန်ဆိုတာလေးကိုဆေးပါဆန် okay ကျွန်တော်slicer လေးရေကျွန်တော်နေရာချပြီးသွားပြီနေရာချပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဗာဆက်လုပ်မလဲကျွန်တော်တို့ analyze လုပ်လို့ရပြီပေါ့နော် analyze လုပ်မယ်ဆိုရင်ကျွန်တော်ဒီမှာ okay ကျွန်တော်တို့ဒီမှာဟို data ပေါ့နော်ကျွန်တော် data မရှိတဲ့ဟာလေးရတယ်မှိန်မှိန်လေးပေါ်နေရအဲ့လိုမှိန်မှိန်လေးပေါ်နေရကျွန်တော်မလို့ခြင်းဘယ်လိုမျိုးကျွန်တော်တို့ဖြောင်းမလဲဆိုရင်ကျွန်တော်ဒီ slicer 3ခုလုံးမှာကျွန်တော် select ပေးလိုက်ပါ slicer 3ခုလုံးဒီ control လေးနှိပ်ပြီးတော့ကျွန်တော်တစ်ခုချင်းစီလိုမျိုးလိုက်ပြီးတော့နှိပ်လိုက်လို့ရှိရင်ကျွန်တော် select ဝင်သွားပြီ select ဝင်သွားပြီဆိုလို့ရှိရင်right click ခေါက်လိုက်ပါ right click ခေါက်ပြီးရင်အောက်ဆုံးမှာကျွန်တော် slicer setting ဆိုလိုက်ရှိရနှိပ်လိုက်ပါမယ်အဲ့မှာကျွန်တော် hide item with no data ဆို data မရှိတဲ့ဟာလေးကိုကျွန်တော် hide ထားပေးပါလို့ပြောလိုက်မယ်ဟာလေးပေးမှန်ချပေးပြီး okay ပေးလိုက်မယ်ပေးပြန်တယ်ကျွန်တော်တို့ဒီမှာဆိုရင်အဲ့လိုပေးတာနဲ့ကျွန်တော်တို့ data မရှိဟာတွေကမပြတော့ဘူးပေါ့နော်သူ hide ပေးထားတယ် auto hide ပေးထားတယ် okay အဲ့လို hide ပေးထားတယ်ဆိုပေမဲ့ကျွန်တော်တို့ဘာကြံနေလဲဆိုတော့ကျွန်တော် slicer လေးရာနေရာရွေးနေပေါ့နော်အဲ့နေရာရွေးနေရလဲကျွန်တော်မလုပ်ချင်ဘူးဆိုလို့ရှိရင်ခုနလိုပဲကျွန်တော် slicer လေးကိုကျွန်တော်တစ်ခုကို select လုပ်ပြီးရင်ကျွန်တော် control လေးနှိပ်မယ်ပြီးရင်နောက်ထပ်နှစ်ခုကိုလည်းကျွန်တော် select လိုက်ပေးမယ်ပြီးရင် right click ခေါက်မယ်ပြီးရင်ဒီ slicer setting ရဲ့ပုံမှာ size and property ဆိုလည်းရှိရဒါလေးကို click ခေါက်ပါအဲ့မှာ slicer format slicer ဆိုတော့ပေါ်လာပြီဆိုလို့ရှိရင် property ဆိုလည်းရှိရအဲ့လေးကိုကျွန်တော်ဖွင့်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာ၃ခုကြာလိုက်ပါနော်don't move or side with cell ဆိုတာကျွန်တော်တို့ဒီ cell တွေရွေးသွားတိုင်းကျွန်တော်သူကမရွေးဘူးပေါ့နော်မရွေးခိုင်းတော့ဘူးအခုကသူက cell ရွေးတိုင်းရွေးနေရဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာ don't move or side with cell လေးရွေးလိုက်မယ်ပြီးရင်ကျွန်တော်ပိတ်လိုက်ပါမယ်အဲ့တော့ကျွန်တော် slicer လေးနှိပ်လိုက်တယ် okay slicer နှိပ်လိုက်တဲ့ချိန်မှာကျွန်တော်တို့slicer ကဒီမှာ cell တွေရွေးတဲ့အတိုင်းကျွန်တော်သူက line မရွေးတော့ဘူးပေါ့နော်ဒီမှာမိတ်ဆွေသတိထားမိလားဒီမှာကျွန်တော်တို့ဒီဘက်မှာ slicer လေးရာဒီဘက်မှာနှိပ်ရဆိုပေမဲ့ကျွန်တော်တို့ဒီမှာ pivot table တစ်ခုပဲကျွန်တော်တို့ကပြောင်းတယ်ပေါ့နော်ဒီရှေ့က pivot table ကမပြောင်းအဲ့ဒါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီဘက်ကဒီ slicer လေးရာဒီ pivot table တစ်ခုတည်းကိုပဲသူက connection ဝင်နေပေါ့နော် connection ဒီမှာနှစ်ခုလုံးကိုချိတ်ဆက်ပေးလို့ရပါတယ်နှစ်ခုလုံးချိတ်ဆက်ပေးမှာပဲကျွန်တော်တို့ကဒီဘက်က slicer နှိပ်လိုက်တိုင်းဒီဘက်က table နှစ်ခုလုံးမှာကျွန်တော် data တွေကပြောင်းမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့connection လေးကိုချိတ်ပါမယ်အဲ့တော့ဒီ slicer လေးကိုကျွန်တော် select ပေးမယ်ပြီးရင် right click ခေါက်မယ်အလဲလောက်မှာကျွန်တော် remote connection ဆိုလိုက်ရှိရဒါလေးကိုနှိပ်လိုက်ပါပြီးရင်တော့ကျွန်တော်တို့ဒီမှာ pivot table name တွေကျွန်တော်ပေးထားရှိရပါเนาะကျွန်တော် save amount မှာပဲဒီမှာအမှန်ချစ်လေးဖြစ်နေတယ်အဲ့တော့ save quantity analyze မှာလည်းကျွန်တော်အမှန်ချစ်ပေးလိုက်မယ်ဆိုလို့ရှိရင်ဒီ table နှစ်ခုလုံးအတွက်ကိုဒီ slicer က connection ဝင်သွားမှာပဲဖြစ်ပါတယ်ဒီမှာနှိပ်ကြည့်လိုက်လို့ရှိရင်ဝင်နေပေါ့เนาะ data လေးဝင်နေ okay အဲ့တော့နောက်ထပ် slicer လေးကြီးလည်းခုနလိုပဲထပ်ပြီးလုပ်ပါမယ်ဆက်ပြီးလုပ်ပါမယ် remote connection နဲ့သွားမယ်ပြီးရင်တစ်ခုလုံးကိုရွေးမယ် table တစ်ခုလုံးကိုရွေးမယ်remote connection နဲ့သွားမယ် table တစ်ခုလုံးကိုရွေးပါမယ် open okay ပေးမယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီ home election ရဲ့အရာ2024မှာဘယ်လောက်ရောင်းခဲ့2025မှာဘယ်လောက်ရောင်းခဲ့quantity ကဘယ်လောက်ရော့တယ် quantity အပြင်39% ရော့သွားတယ်ပေါ့နော်ဗျဒီမှာဆိုရင်home election ရဲ့ဒီမှာ blanket အရာဒီမှာ same amount ဆိုလို့ရှိရင်ဒီမှာ same amount လို့ခေါ်နေတယ်အဲ့လိုကြောင့်မလို့ကျွန်တော်ရှင်ကျွန်တော်တို့ space bar လေးနှိပ်လိုက်မယ်ပြီးရင် enter လေးချိန်မယ်ဒါဆိုရင်တော့ဒီမှာကျွန်တော်တို့နာမည်လေးပြောင်းမယ်ပေါ့နော် say amount analysis ဆိုပြီးတော့ကျွန်တော်ပြောင်းလိုက်ပြီအဲ့တော့ဒီဘက်က say quantity တဲ့ analysis တွေပဲဒီဘက်ကကျတော့ကျွန်တော်တို့ say amount တွေ analyze တွေပဲပေါ့နော်ဒီလိုမျိုးကျွန်တော်တို့ pivot table နဲ့ကျွန်တော်တို့say percent like ကောဒီ region like ကောကျွန်တော်အလွယ်တကူကျွန်တော်တို့
analyze ပြုလုပ်လို့ရတော့မှာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ဥပမာ data အသစ်တွေထပ်ပြီးတော့ထည့်မယ်ဆိုရင်လည်းကျွန်တော်တို့ဘယ်လိုမျိုး refresh လွယ်လုပ်လို့ရမလဲဆိုတာလေးကိုကျွန်တော်ဆက်ပြီးတော့ကျွန်တော်ပြောပြချင်ပါသေးတယ်အဲ့တော့ကျွန်တော် save data တွေကိုကျွန်တော်တွားကြည့်မယ်ဟိုအောင်ဆုံးမှာပါနော်အောင်ဆုံးမှာကျွန်တော်တို့ data အသစ်ထပ်ထည့်ပါဗျာ31ရက်နလ35မှာပဲဥပမာဒီမှာစုစုကစုပေါ်လာပြီစုကဟိုမှာကျွန်တော်တို့office chair ထည့်ရောင်းနေပေါ့ဗျာ office chair ထည့်ရောင်းနေသူရဲ့ဒီ ME region အတွက်ဆိုင်ကကျွန်တော်တို့ home Elysium ပေါ့နော် home Elysium office chair ကဒီမှာ consist လေးပဲပေါ့နော်office chair အနေနဲ့5လုံးပေါ့နော်5လုံးထားပါတော့5လုံးစေးမောင်းအနေနဲ့က3900ကျော်ပေါ့ okay အဲ့တော့ကျွန်တော်ဒီဘက် analyze ဘက်မှာကျွန်တော်တို့ pivot table လောက်ထားဘက်မှာကျွန်တော်ဆက်သွားမယ်အဲ့မှာကျွန်တော်ဒီမှာစုရဲ့အကြောင်းကိုကျွန်တော်ရှာမယ်စုတော့ဒီအောက်ဆုံးမှာတွေ့ပြီစုကခုနကျွန်တော်တို့ data တစ်ထည့်ခဲ့တာ office chair မှာပေါ့နော် office chair 5လုံးဒီ2025မှာအဲ့တော့ကျွန်တော်ဒီ pivot table တစ်ခုထဲမှာဒီဘက် amount ဘက်မှာဖြစ်ဖြစ်ကျွန်တော်ဒီ quantity ဘက်မှာဖြစ်ဖြစ်ကျွန်တော်တို့ကစားချတာမယ်ပြီးရင် right click ခေါက်လိုက်ပါမယ်ပြီးရင်တော့ refresh ကိုနှိပ်လိုက်တာနဲ့5ခုဆို5ခုတိုးလာတယ်ဒီငွေမောင်းမှာဆိုလဲသူ auto တိုးလိုက်ပါတော့ခုလိုမျိုးကျွန်တော်တို့နေ့စဉ်စီးရင်သွင်းထားရတဲ့ data အကြောင်းချင်းစီကနေပြီးတော့ကျွန်တော်တို့ခုလိုမျိုး pivot table နဲ့ analyze ပြုလုပ်လို့ရတယ်ကျွန်တော်တို့ say analyze ဆိုတဲ့ pool လေးကိုကျွန်တော်တို့ရရှိလာပြီဖြစ်ပါတယ်ဒီလိုမျိုးကျွန်တော်တို့စိတ်ဝင်စားကြကျွန်တော်တို့ say analysis လုပ်ရမယ်ပုံစံမျိုးလေးတွေကိုနေ့စဉ်အနေနဲ့ကျွန်တော်တို့ဟောကြားရဆိုလို့ရှိရင် like and subscribe လေးနဲ့အားပေးခဲ့ပါအောင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပေးရတဲ့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ